အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မျှဝေဆွေးနွေးပေးမယ့်အကြောင်းအရာကတော့ခုဒီလက်ရှိရှေ့လယ်ပိုင်းမှာဖြစ်နေတဲ့ဒီ Israel နဲ့ Iran စစ်ပွဲမှာပေါ့ဒီစစ်ပွဲနဲ့ပတ်သက်ပြီးတော့ဒါဒီအကျိုးအမြတ်တွေတွက်အောင်ပေါ့ဘယ်သူနိုင်လဲနိုင်အောင်ဆိုတော့ဒါနောက်ဆုံးမှာပေါ့ဒါဒီရှင်တွေကိုမရောက်သေးဘူးဆိုပေမဲ့ဒါဒီဘယ်နိုင်ငံတွေကအကျိုးအမြတ်တွေထွက်ပြီးဘယ်နိုင်ငံတွေကဒါဒီလက်ရှိရဩဇာပါဝါတွေဒါဒီနိုင်စင်းသွားနိုင်လဲဆိုတော့ပေါ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒါဒီကနေ့မျှဝေဆွေးနွေးပေးသွားမှာပြောချင်တာဒီတနေ့ကဖြစ်သွားတယ်ဒီ Israel နဲ့ Iran စစ်ပွဲပေါ့ဒီစစ်ပွဲနဲ့ပတ်သက်ပြီးနှစ်ဖက်စလုံးကတော့အခုချိန်မှာဒါလက်ရှိအနေထားအရထိခိုက်ကြဆုံးမှုဒါပျက်စီးဆုံးရှုံးမှုတွေများပြီးတော့နှစ်ဖက်စလုံးကတော့ရှုံးနေတာသိကြတာပေါ့အီရန်ဘက်ကဒါပြင်ဆင်မှုတွေပေါ့အီရန်ဘက်ကအတိုင်းအတာတစ်ခုကိုဒါစပြီးတော့ကြည့်ကြည့်အောင်အီရန်ကဒါ Israel လေတပ်ကိုထိထိရောက်ရောက်ဒါသူတို့အနေနဲ့မကာကွယ်နိုင်ဘူးပေါ့ Israel ရဲ့တိုက်လေတွေကဒါအီရန်နိုင်ငံရဲ့ဒါဝေဟင်ပိုင်နက်ချက်ထိဝင်ရောက်ပစ်ခတ်စရာမလိုဘဲနဲ့ဒါသူတို့အနေနဲ့ဝေးကနေပစ်ခတ်သွားတာဖြစ်တဲ့အတွက်ဒါသူတို့ရဲ့အဆင့်မြင့်နည်းပညာတွေကိုဒါဒီအီရန်ဘက်ကခြေမုံဖို့ခက်နေတာအဲ့တော့ပြောနေတာဒါအီရန်ဘက်ကပစ်လိုက်တဲ့ drone တွေပေါ့ဒီမဇိုင်းအမျိုးအစားအားလုံးကလည်းဒါ Israel ရဲ့နာမည်ကျော်ဒီတပ်လေကာစနစ်ကိုဒါဒီလေကာစနစ်တွေအားလုံးကအပြည့်အဝမကာကွယ်နိုင်သေးဘူးပေါ့အဲ့တော့ပြောနေတာတစ်ဖက်နဲ့တစ်ဖက်ကတော့မျှတာပေါ့အဲ့တော့ထိရောက်မှုအနေနဲ့တိကျမှုတွေကိုတော့ဒါပြန်နှိုင်းယှဉ်ကြည့်အောင်ပြောချင်တာဒီအီရန်နိုင်ငံရဲ့ Davis မြို့ပြီးရင်ဒီဘက်က Haifa စိတ်ကပြီးဂျေရုဆလင်မြို့ဒီမြို့တွေ၃မြို့လုံးမှာဒါပေါက်ကွဲတဲ့နေကြားနေရဖြစ်တဲ့အတွက်ဒီကြားတဲ့ဒါ Israel နိုင်ငံရဲ့တပ်ဒီကာကွယ်စနစ်ကဒါလုံးဝအီရန်နိုင်ငံရဲ့မဆိုင်းတွေကိုကာကွယ်မပြုနိုင်ဘူးပြောချင်တာဒီခုလက်ရှိပေါ့ဒီခြေနေတွေကဒါဒီအစိုးရရဲ့ဒါနိုင်ငံရေးဒါမှမဟုတ်ဒီဘက်ကတစ်ဖက်ကဒါဒီနျူကလ িয়ার ဒါအကြောင်းပြချက်တွေမျိုးစုံနဲ့တိုက်ခိုက်မှုတွေဖြစ်တယ်ဆိုပေမဲ့ဒါလက်ရှိမှာတော့ဒါပြည်သူတွေကအဓိကခံကြရတော့ဒါအခုဒီသူတို့နိုင်ငံတစ်နိုင်ငံရဲ့ဒါနောက်ခံတွေကြည့်အောင်တော့ Israel ဘက်ကနောက်ခံနဲ့ Iran ဘက်ကနောက်ခံတွေပေါ့ဒီနောက်ခံတွေကဘယ်သူဘယ်လောက်ထိပံ့ပိုးထောက်ပံ့ပေးနိုင်မလဲပေါ့ဒီရှင်တွေကပဲဒီစစ်ပွဲရဲ့အဆုံးဖြတ်ပေါ့ရှုံးနိုင်ကိုဒါဆုံးဖြတ်သွားမယ်လို့ထင်မိတာပေါ့တော့ Iran အနေနဲ့ကဒါအခုလက်ရှိမှာဒီပြင်ဆင်မှုတွေဒါသူလုပ်ခဲ့တာကိုတော့တွေ့ရတာပေါ့ပြောချင်တာကဒါဒီလေရင်စင်း200ကျော်ပြီးရင်ဒီဘက်ကဒါဒီမဇိုင်းတွေအများကြီးနဲ့ဒါဒီနိုင်ငံအတွင်းကိုပစ်ခတ်ခံရပြီးနောက်24နာရီအတွင်းမှာပဲပြန်ပြီးတော့တကြောပြန်ပြီးတိုက်ခိုက်နိုင်အောင်ကြည့်ရဖြစ်တဲ့အတွက်အီရန်နိုင်ငံအနေနဲ့တော့ဒါဒီကိစ္စကိုဒါကြိုတင်ပြင်ဆင်ထားရလို့တော့ထင်ရတာပေါ့ဒါပေမဲ့ Israel ဘက်ကဒါအားနည်းချက်ရှိသွားတာဘာဖြစ်သွားလဲဆိုတော့ဒီအီရန်ရဲ့ဒါမြေအောက်မှာရှိတဲ့စက်ရုံတွေလင်းတိုးလောင်းပြီးရင်ဒီဘက်ကမဇိုင်းတွေထားတဲ့နေရာတွေပေါ့ဒီနိုင်ငံနေရာတွေမဖျက်ဆီးနိုင်တာဖြစ်တဲ့အတွက်ဒါဒီအရှင်တွေကဒါဒီသူ့အနေနဲ့ဒါဒီကောင်းမွန်တဲ့အရှင်တွေတခုတော့ဖြစ်မသွားဘူးပေါ့အဲ့တော့ပြောချင်တာဒီအီရန်နိုင်ငံအနေနဲ့ပေါ့ဒါနုမြူစက်ရုံတွေထိအောင်ဒါသူတို့မြေအောက်ထဲမှာထားတာဖြစ်တဲ့အတွက်ဒီနေရာတွေကိုဒါ Israel ဘက်ကအတိအကျမတည်ဘဲနဲ့ဒါဒီခံမှန်းပစ်ခတ်လှုပ်ဆောင်နေရဖြစ်တဲ့အတွက်ဒါဒီ Israel အနေနဲ့တော့ဒါဒီခုအီရန်နိုင်ငံအပေါ်မှာဒါဒီသူ့အနေနဲ့ဒါထိရောက်တဲ့တိုက်ခိုက်မှုမျိုးတော့ဒါမရှိသေးဘူးပြောချင်တာဒါဒီခု Israel နဲ့ Iran ဘက်မှာဒါတစ်ဖက်နဲ့တစ်ဖက်ကတော့ဒါဒီမဟာမိတ်နောက်ခံတွေမပါသေးသေး၍ဒါသူတို့အနေနဲ့ဒါဘယ်နိုင်ငံမှအသာစီးမရသေးဘူးတွေ့ရတာအဲ့တော့ပြောချင်တာဒီအီရန်နိုင်ငံအနေနဲ့ကတော့ပြည်တွင်းထုတ်ဒုံးတွေဘယ်လောက်များရှိပြီးဘယ်လိုကာကွယ်ရမလဲဘယ်လို hypersonic တွေဒီတိုက်ပွဲကိုဒါရေရှည်ဒါမှမဟုတ်ဒီဆုံးဖြတ်ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာတော့ဒါအီရန်အနေနဲ့လက်ရှိမှာဘယ်လိုလာမလဲပေါ့ဒါကတော့ကြည့်ရမှာပေါ့အဲ့တော့ဒါဒီမနေ့ကပဲဒါအီရန်နိုင်ငံအနေနဲ့ပြောတာကတော့ဒါသူတို့အနေနဲ့စစ်ပွဲရဲ့ဒါဒီရေရှည်ကိုဒါရပ်တန့်နိုင်လောက်တဲ့အထိဒါသူတို့ဗာပြောသွားလဲဆိုတော့ဒါတစ်ဖက်ကဒီအမေရိကန်နဲ့ Israel ပေါ့ဒီနှစ်နိုင်ငံကဒါသူတို့နဲ့ဒီခုဒါနျူကလ িয়ার ကိစ္စနဲ့ပတ်သက်ပြီးလိုက်ရောမယ်ဆိုရင်ဒါသူ့ဘက်ကလည်းဒါဒီကိစ္စကိုလိုက်ရောဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီဆိုပြီးပြောတာဖြစ်တဲ့အတွက်ဒေတာရဲ့ဒီခုရေရှည်ပါဆိုတော့ဒီစစ်ပွဲကြီးကဒါဒီဆုံးဖြတ်ရဒီမဟာမိတ်ဒီနောက်ခံနေနဲ့ဒီသုံးနိုင်ငံရဲ့ဒါညှိနှိုင်းဆွေးနွေးမှုနဲ့တော့ဒါဒီနဲ့တော့ဒါစစ်ပွဲကရက်စဲသွားနိုင်တယ်လို့တော့မြင်မိတာတော့ပြောနေတာအခုဒီလက်ရှိပေါ့ဒါဒီခုအီရန်ဘက်ပေါ့အီရန်ဘက်ကနေတိုးဖွဲ့ဝင်တူရကီနိုင်ငံပေါ့တူရကီဒါအီရန်ဘက်ကဝင်မယ်ဆိုရင်တော့တေချာတဲ့ Israel အနေနဲ့ဒါမျှော်လင့်ချက်လုံးဝနေသွားမို့ဒီအတွက်လည်းဒါဒီနေတိုးဖွဲ့ဝင်ကဒါတူရကီကိုမပါဖို့ထိတော့တားမြစ်ထားတာဒီတူရကီအနေနဲ့ကလည်းဒါတေချာတဲ့အီရန်ဘက်ကအကူအညီလိုက်ရင်ဒါဒီနေတိုးဖွဲ့ကထွက်ရလောက်တဲ့အခြေအနေထိကိုဖြစ်သွားမှာโอเคဒီခုချိန်မှာဒါလက်ရှိပေါ့ဖြစ်သွားပြီပေါ့ဒါဒီနိုင်ငံနဲ့ပတ်သက်ပြီးတော့ဒါဒီခုနိုင်ငံကြီးရဲ့ဩဇာပါဝါအာဏာတွေပြီးရင်ဒီခုကမ္ဘာဒါဒီခုဈေးကွက်တွေမှာပေါ့ဒါဒီအတက်အကျတွေဖြစ်သွားတယ်ပြည်နိုင်ငံတွေကရက်ထွက်လာတယ်တော့ဘယ်နိုင်ငံတွေအနေနဲ့ကရောဒါဒီခုဘယ်လောက်ထိဆုံးရှုံးမှုတွေကြုံတွေ့ရမလဲအဲ့တော့ပြောနေတာအခုဒီခုပါလီယာပေါ့ဒါအမေရိကန်နိုင်ငံပေါ့အမေရိကန်နိုင်ငံအနေနဲ့ကအခုလက်ရှိဖြစ်သွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါသူ့အနေနဲ့ဘာတွေဒုက္ခရောက်သွားတယ်ရေနံဈေးပေါ့ရေနံဈေးတက်သွားတယ်တစ်ဖက်ကဒါဒီရွှေဈေးတက်လာတယ်ပြီးရင်ပိုဆိုးတာဒါသူ့နိုင်ငံဒေါ်လာဈေးကျသွားတဲ့ပြဿနာပေါ့ဒီပြဿနာကြီးမျိုးစုံနဲ့ကြုံတွေ့ရတယ်တခါဒီခုဒေါ်နယ်ထရန့်အနေနဲ့ကဒီပြည်တွင်းစုပူမှုတွေမှာဒါဒီခုသူ့အနေနဲ့ဒါ
နေရာတိုင်းမှာဖြစ်နေဖြစ်တဲ့အတွက်ဒါသူ့အတွက်ကမျက်ခုံးလှုပ်ပြီးတော့ဒါဒီဒုက္ခဖြစ်နေတာဒါပြောနေတာရုရှားပေါ့ရုရှားကတည်ကြတဲ့ဒါအခုဒီယူကရိန်းကိုဒါဒီခုဖြစ်စဉ်ဖြစ်နေတဲ့ဒါရှေ့လေပိုင်းကိစ္စတွေကိုဒါသူ့အနေနဲ့ဘေးဖယ်ထားပြီးယူကရိန်းပိုင်တဲ့အထိကိုတဖြည်းဖြည်းနဲ့ဒါစိတ်ဝင်သိမ့်ပိုက်နေဒါရုရှားတို့ကတော့ကျိုးမြတ်ဖြစ်သွားတယ်ပြီးရင်ဒါအခုရေနံဈေးတက်တာဖြစ်တဲ့တော့ရုရှားကပို့ပြီးတော့စင်ပြေတယ်ပို့ပြီးရှမ်းတာပြောချင်တာကဒါအစ္စရေးရောအီရန်ဟိုဒါပူတင်အနေနဲ့ပေါ့ဒါသူကအစ္စရေးဘက်ကလည်းသူ့ဘက်ကိုလာအီရန်ကဖားလိုက်နေပြောချင်တာသူ့အနေနဲ့ပို့ပြီးတော့ဒီစစ်ပွဲမှာသူကအကျိုးမြတ်ပို့ရသွားတယ်ဒါဒီတစ်ဖက်ကတရုတ်တရုတ်ကိုပြန်ကြည့်ရမှာဆိုရင်တရုတ်ကလည်းပို့ပြီးတော့ဒါကောင်းလာတယ်ဘာကောင်းလာလဲဆိုရင်အခုဒီဆီးရီးယားနဲ့ဒီခုဒီအစ္စရေးပေါ့အစ္စရေးဆီးရီးယားပြီးရင်ဒီဘက်ကအခုဖြစ်သွားတဲ့ဖြစ်စဉ်တွေရဆိုရင်ဒါဒီအခုလုံးလိုက်တဲ့အချိန်မှာဒါဒီတရုတ်အနေနဲ့ပေါ့ဒါအာရပ်ကမ္ဘာမှာဒါသူအနေနဲ့ဩဇာအာဏာပို့ပြီးတော့အခွင့်အရေးပို့ရလာအဲ့တော့ပြောချင်တာဒီခုအစ္စရေးနဲ့အီရန်စစ်ပွဲကြောင့်အဲ့တော့ဒီကြားတွေကအခုဒီအမေရိကန်အင်္ဂလန်ပြင်သစ်ပေါ့ဒီနိုင်ငံတွေအနေနဲ့ကဒါနစ်နာသွားတယ်နစ်နာတာဘာကြောင့်သူတို့နစ်နာလဲဆိုရင်သူတို့အနေနဲ့လက်နက်တွေကိုကြီးထောက်ပံ့ရတာဖြစ်တဲ့အတွက်သူတို့ဒါနစ်နာပြီးရင်တစ်ဖက်ကဒါရေနံဈေးပြီးရင်ဒီဘက်မှာဒေါ်လာဈေးပြီးရင်ဒီဘက်မှာရွှေဈေးအားလုံးကျတာဖြစ်တဲ့အတွက်ဒါသူတို့အနေနဲ့ပုံပြီးနစ်နာသွားတယ်အဲ့တော့ဒါဒီတစ်ဖက်မှာအကျိုးမြတ်ထွက်သွားတဲ့နိုင်ငံကဒါရုရှားနဲ့တရုတ်အဲ့တော့ရုရှားအနေနဲ့ကဒါဒီသူတို့အနေနဲ့တရုတ်ကိုရေနံရောလက်နက်ရောင်းရတာဖြစ်တဲ့အတွက်သူတို့အမျက်အဆုံးအများကြီးရတယ်ပြီးရင်ဒါဒီတရုတ်နိုင်ငံအနေနဲ့နိုင်ငံရေးရဒါဒီခုဒါအရှိလေပိုင်းမှာဆိုရင်ဒါဩဇာအာဏာပို့ပြီးတော့ကြီးထွားလာတယ်အဲ့တော့ဒါဒီနေ့ပြောရမယ့်အကြောင်းရင်းကိုပြန်ပြီးရှုပ်ရရင်အခုဒီလက်ရှိဖြစ်သွားတဲ့အစ္စရေးနဲ့အီရန်စစ်ပွဲမှာဒါအခုဒီအင်အားကြီးနိုင်ငံတွေပေါ့ဒါအင်အားကြီးနိုင်ငံတွေနဲ့အရှုံးမြတ်တွေတွက်လိုက်တဲ့အချိန်မှာဒါဒီခုတရုတ်နဲ့ဒါရုရှားကတော့ဒါတေချာတဲ့ဒါသူတို့အနေနဲ့ဂျိုးမြတ်တွေအများကြီးကြားလိုက်တာဒီတစ်ဖက်ကဒါဒီအမေရိကန်တို့အင်္ဂလန်ပြင်သစ်တို့ကတော့တေချာပေါ့ဒါဒီခုသူတို့အနေနဲ့စပြီးတော့နစ်လာနေပေါ့ဒီစစ်ပွဲရရေရှည်မှာဒါဆုံးဖြတ်ကဒါရက်စဲသွားမယ်ဒါဆက်ရှင်လုံးဝဒါရက်စဲသွားမယ်ဆိုရင်တော့သူတို့ကတတောင်းတတာဖြစ်နိုင်မယ်တကယ်လို့ဒါဒီစစ်ပွဲရရေရှည်မှာဒါခုဒီရုရှားယူကရိန်းကိုပဲမျောနေမယ်ဆိုရင်တော့ဒီနိုင်ငံတွေကလုံးဝဒါဒီမျက်နှာဆုံးရှုံးမှုပိုများမယ်လို့တော့ဒါကျွန်တော်အနေနဲ့မြင်မိတာအားလုံးကိုကျေးဇူးတင်ပါတယ်